ဒီနေ့မှာတော့ Remote Word 25ကို application နဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Watch ရဲ့ဘေးဘက်မှာပါတဲ့ key လေးကို4စက္ကန့်လောက်ဖိထားလိုက်မယ်ဆိုရင် power ပွင့်သွားမှာပဲဖြစ်ပါတယ်။ကိုယ်သုံးချင်တဲ့ language ကိုရွေးပြီးသွားရင်တော့ application နဲ့ချိတ်ဆက်ဖို့အတွက် scan QR လေးပေါ်လာပါလိမ့်မယ်။ Word 25နဲ့ချိတ်ဆက်ဖို့အတွက် application name ကတော့ Remote Fit App ပဲဖြစ်ပါတယ်။ဒီ application ကို download လုပ်ဖို့အတွက်ဆိုရင် Android တွေမှာဆိုရင် Google Play Store, iOS မှာဆိုရင် App Store တို့မှာ Remote Fit လို့ရိုက်ရှာပြီးတော့ download လုပ်လို့ရပါတယ်။ပထမဦးဆုံးဒီ application နဲ့ဝင် agree and continue ကိုနှိပ်အကောင့်ကိုအရင်ဆုံး register လုပ်ပေးရပါမယ်။ပြီးရင် select area နေရာမှာကိုကြိုက်တဲ့ area တစ်ခုကိုထည့်ပေးပါ။အကောင့်နေရာမှာဆိုရင်တော့ကိုယ့်ရဲ့ email လိပ်စာကိုထည့်ပေးပါ။ password ကိုတော့ကိုလိုချင်တဲ့ password 6 လုံးထားလို့ရပါတယ်။အောက်မှာလည်း password တူတာပဲထားပေးပါ။အောက်ဆုံးမှာတော့အကွက်လေးကိုအမှန်ကြီးလေးချစ်ပေးပါ။နောက်ပြီးရင်တော့ register and log ကိုနှိပ်လိုက်တာနဲ့အကောင့်ထဲရောက်သွားမှာပဲဖြစ်ပါတယ်။ application နဲ့ရောက်သွားတဲ့ device ကိုနှိပ်ပြီးတော့ Word 25ဆိုတာလေးကိုရွေးပေးပါ။နိုင်မှာအခုလိုမျိုးလေးပေါ်လာတာနဲ့အမှန်ကြီးလေးကိုနှိပ်ပေးပါ။ပြီးရင် start using လေးကိုနှိပ်ပေးပါ။ဒါဆိုရင်တော့ application နဲ့နိုင်နဲ့ချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်။ Smartwatch မှာ AOD ထားချင်တယ်ဆိုရင်တော့ watch ရဲ့ setting နဲ့ဝင်ပေးပါ always on display ကိုနှိပ်ပေးပါပြီးရင် always on display ပြီးနာကအမှန်ကြီးလေးကိုနှိပ်ပေးပါဒါဆိုရင်တော့ AOD ပွင့်သွားမှာပဲဖြစ်ပါတယ်လက်လုံးလိုက်တာနဲ့ screen ပွင့်နေတယ်ဆိုရင်တော့ setting နဲ့ဝင်ပေးပါပြီးရင် waste away ကိုနှိပ်ပေးပါ active ကိုရွေးရမယ်ဆိုရင်လက်လုံးလိုက်တာနဲ့ screen ပွင့်သွားမှာပဲဖြစ်ပါတယ်အချိန်နဲ့ထားခြင်းနဲ့ဆိုရင်တော့ duration ကိုနှိပ်ပေးပါပြီးရင်အထဲမှာကိုကြိုက်တဲ့အချိန်သတ်မှတ်ပြီးတော့ထားလို့ရပါတယ် time out ကိုနှိပ်မယ်ဆိုရင်တော့ပြန်ပိတ်သွားမှာပဲဖြစ်ပါတယ်ဖုန်းခေါ်တာနဲ့ဖုန်းပြောတာလုပ်ချင်နေဆိုရင်တော့ application တွေက message notification နဲ့ဝင်ပြီးတော့ permission allow ကိုအရင် on ပေးပါဖုန်းလေးကနေဒီလိုပုံလေးကို customize wallpaper ထားတဲ့နည်းလေးကိုပြပြပေးတော့ပါမယ်ဒါဆိုရင်တော့ပထမဦးဆုံး wallpaper ကိုဝင်ပေးပါပြီးရင် event ဆိုတာလေးကိုရွေးပေးပါနောက်ပြီးရင်အမှ event ဆိုတဲ့ဟာလေးကိုထည့်ရွေးပေးပါပြီးရင် upload photo ကိုရွေးပေးပါevent ကိုရွေးပေးပါ event လေးကကိုထည့်ချင်တဲ့ပုံလေးကိုရွေးပေးပါပြီးအမှန်ချစ်လေးကိုနှိပ်ပေးပါပြီးတဲ့ခါကျရင်အဝါရောင်လေးကိုနှိပ်ပေးပါဒါဆိုရင်တော့ download လုပ်နေတာပဲဖြစ်ပါတယ်အခုလို transfer လေးပေါ်လာရဆိုလို့ရှိရင်နိုင်မှာပါပြောင်းသွားမှာပဲဖြစ်ပါတယ်ကိုနဲ့မှတ်ချင်တယ်ဆိုရင်တော့ပထမဦးဆုံး application တွေက request contact ကိုနှိပ်ပေးပါပြီးရင် add contact ကိုနှိပ်ပေးပါ contact ကိုတော့အများဆုံး10ခုထိပဲဖတ်လို့ရမှာပဲဖြစ်ပါတယ်မှတ်ထားတဲ့ contact ကိုနိုင်မှာပြန်ကြည့်နေဆိုရင်တော့ watch ကဖုန်းပုံစံလေးတွေဝင်ပေးပါပြီးရင် contact ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်ကိုမှတ်ထားတဲ့ contact လေးပေါ်လာမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ခင်နဲ့နော်